အားလုံးပဲမင်္ဂလာပါကျေကူကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတော့အိမ်ကျက်ချင်းငံကျက်ဆက်စားမှာပေါ့နော်အိမ်ကျက်တွေကိုလိုချင်တဲ့အတုံးလေးအနီတော့တုံးပြီးရင်ကျမကတော့ချင်းပေါင်လေးနဲ့ချက်မယ်ကျက်သွန်နီပါမယ်ငပိနည်းနည်းပါမယ်ကျက်သွန်ဖြူချင်းထောင်းထားတာပါမယ်ငရုတ်တီးစိမ်းထောင်းထားမှာပေါ့နော်လုံပြီးချက်မှာဖြစ်တဲ့အတွက်ကျက်သားကိုရင်ထဲမယ်ပြီးရင်ချင်းပေါင်ကိုပပချင်းပေါင်ကိုလီးထားတာလေးထဲမယ်ဒီမှာချင်းပေါင်အရွက်လိုက်ထဲရင်အပြားလိုက်ဆိုတိတ်စင်ပြီလို့ကျမကတော့ဓာလေးနဲ့နည်းနည်းလီးလိုက်တယ်ပေါ့နော်ပြီးရင်ကျက်သွန်နေချင်းကျက်သွန်ဖြူထောင်းတာထဲမယ်စားထဲမယ်ကျက်တာမုံထဲမယ်စနွင်းထဲမယ်ဒီညမှာမိတ်ဆွေတို့ကအယောင်ဒီမုံတို့ငရုတ်တီးခွဲချမ်းတွေထဲချင်လဲရတယ်ပေါ့နော်ကျမကတော့အဲ့ဒီဟာလေးမသုံးဘူးခလေးစားမှာဖြစ်တဲ့အတွက်ပေါ့နော်ပြီးရင်စီထဲမယ်ပြီးရင်တမအောင်တေချာနှန်းစားအောင်မွေလိုက်မယ်တေချာနှန်းစားအောင်မွေပြီးလို့ရှိရင်အဖုံးအုပ်ထားမယ်ဒီမှာကျမကကြက်သားလေးအရင်မှာတက်လာအောင်ပေါ့နော်ခဏလေးအရင်လုံးမှာဖြစ်ပါတယ်ဆိုတော့ခဏလေးအဖုံးအုပ်ပြီးတော့ပြန်ဖွင့်ပြီးတော့သူ့မှာထွက်လာတဲ့အရည်လေးတွေပေါ့နော်ရှိတယ်အဲ့ဒါလေးတွေနည်းနည်းကြက်သားလေးတွေဟာတင်းလာပြီဆိုလို့ရှိရင်ရေထဲမှာပေါ့နော်ရေကိုကဒီညမှာကိုယ့်ရဲ့ကြက်သားပေါ်မူတည်ပြီးအိမ်ကြက်ဆိုပေမဲ့တချို့အိမ်ကြက်ကအသားကြက်လွယ်တယ်ပေါ့နော်တချို့အိမ်ကြက်အမာသားတွေကကြတော့အကြာကြီးပြုတ်ရတာပေါ့နော်ဆိုတော့ကျမတုံးထားတဲ့ကြက်ကတော့အကြာကြီးတည်စရာမလိုတဲ့ကြက်အမာသားမဟုတ်ဘူးပေါ့နော်ဆိုတော့အဲ့ဒါကိုရေထည့်ပြီးတော့မှအဲ့လိုမျိုးဖွင့်လိုက်ပြန်မွေပေးလိုက်အိုးမတူးတော့အောင်ပေါ့နော်အဲ့လိုမျိုးလုပ်ပေးမယ်ဒီညမှာမိတ်ဆွေတို့ကိုပြောချင်တာတကယ်လို့ကိုထည့်ထားတဲ့ရေကခန်းလာပြီမဲ့ကြက်သားအခြေအနေကြည့်ပြီးတော့ကြက်သားကမာနေသေးတယ်ဆိုရင်ဆက်ပြီးတော့ရေထည့်ပြီးတော့ပြန်ချက်လို့ရပါတယ်ပေါ့နော်ဆိုတော့ဒီကြက်သားလဲနူးပြီးချင်းပေါင်လဲကြက်ပြီးဆိုအခါမှာနောက်ဆုံးချခါနီးလောက်မှာပေါ့နော်ဒီဟာပါလဲဆိုတော့ဒီမယုတ်တီးအစိမ်းထောင်းထားတာလေးထဲ့မယ်ပေါ့နော်ပြီးရင်ကျမကတော့အနတ်မွေးတော့အောင်ချခါနီးမှာရှမ်းနန်နန်လို့လည်းခေါ်တယ်ကလားနန်နန်လို့လည်းခေါ်တယ်ပေါ့နော်ဒီရွက်လေးကိုဒီထဲလိုက်မှာဖြစ်ပါတယ်ပြီးရင်တစ်ချက်မွေပြီးတော့မှအဖုံးပြန်အုပ်ပြီးတော့မှသူနူးလာပြီဆိုရင်ပြန်ပြီးတော့အရတာမြေးကြည့်ပြီးတော့ပေါ့နော်သုံးဆောင်လုံးရပါတယ်ဒီဟင်းကတော့ချင်းငန်ဆက်လေးပေါ့နော်နေမကောင်းဖြစ်နေတဲ့လူဆိုအဖျားပြောက်ခါစမှာတောက်လို့ရှိရင်အရန်ကောင်းတယ်ပေါ့နော်ဒီဟင်းလေးအားလုံးပဲအဆင်ပြေကြပါစေကျေးဇူးအများကြီးတင်ပါတယ်